ဒီဖုန်းကြီးကတော့တကြံတစ်ချင်းနဲ့တစ်တော့ဆော်ပြီးကပြနေတဲ့ရုပ်တံပြီးဖိုင်မှတ်တမ်းလေးကိုဖွင့်ပြတင်ဆက်ပြီးတော့ကျင်းပါတယ်တော်တော်လေးမှလည်းဒါမြေလို့မကောင်းဘူးဗုဒ္ဓဘာသာသာနာတော်တို့လည်းထိခိုက်စေတယ်လို့ကျွန်တော်တို့မြင်မိပါတယ်ဗျဟုတ်ကဲ့ပါဗီဒီယိုဖိုင်လေးကိုရင်ဖွင့်ပြမယ်ပြီးမှ reaction ပြလောက်ပါနောက်တစ်ခေါက်ပြန်ကြည့်မယ်နော်နောက်တစ်ခေါက်ပြန်ကြည့်ရှေ့โอเคနေရပုံပေါ်တော့နော်ဟုတ်ပါကျွန်တော်ပြီးမှကလေးလေးရဒီလောက်ပါပဲဒီဖုန်းကြီးကဒါဘယ်ရလဲတော့မသိဘူးဗျာနော်ဒါတကြံတစ်ချင်းနဲ့တစ်တော်ဆော့ပြီးတော့ဒါအပီပင်ကိုကဲနေရဗျာတကယ်ဥမာဒါမြေလို့မကောင်းဘူးပေါ့ဗျာနော်မလုံးတင်မလုံးထိုက်တဲ့အရာလို့မြင်ပြီးတော့ဖုန်းကြီးတွေ line ပေါ်မှာတစ်တော့မစောရဘူးဒီလိုမျိုးဒါနာတော်ကိုထိခိုက်စေလို့တဲ့ပြုမှုမျိုးတွေမလုပ်ရဘူးလို့ဒါဒီစာတွေလည်းထုတ်ပြန်ထားတာလေဒါမိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်ဒါဗုဒ္ဓဘာသာသာနာကိုဒါဒီစော်ကားနေကြတယ်ပေါ့ဗျာနော်ဒါထိထိရောက်အရေးယူပေးစေချင်ပါတယ်ဗျဒါနောက်ထပ်ဒီလိုမျိုးထပ်မလုပ်ရအောင်ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဖိုင်လေးလည်းအများသူငါတည်လို့ like share လေးပြုလုပ်ပေးစေချင်ပါတယ်ကြည့်ရှုအားပေးသူတရားချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်